အားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့ကိုဝင်ဆောင်တဲ့အချိန်မှာအမျိုးသားနဲ့အတူနေလို့ရလားဆိုတဲ့မိကုန်းလေးအတွက်ကိုဖြေကြားပြီးတော့ဝေမျှပေးသွားမှာဖြစ်ပါတယ်အားလုံးတို့လည်းဘုသူတ္တလေးလည်းရသလိုပြောရမယ်ဆိုရင်တချို့တော့လွယ်မှားတဲ့အယူဆလေးတွေအမြင်လေးတွေရှိနေတဲ့အခါကျတော့အခုဒီဗီဒီယိုလေးကနေပြီးတော့ရှင်းရှင်းလင်းလင်းသိသွားစေနိုင်မှုအတွက်ချက်မှုကနေပြီးတော့ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဘုသူတ္တလေးကိုဝေမျှပေးချင်တာဖြစ်ပါတယ်တော်တော်များများကဒီအိမ်အောင်သေးဒီမှာဆိုရင်ပေါ့နော်ဒီလိုမျိုးကိုဝင်ရလာပြီဆိုလို့ရှိရင်မြို့သားနဲ့အတူနေရမှာလားအတူနေသင့်လားအတူနေသင့်မူလားဆိုတဲ့ဟာကိုဝေခွဲမရတွေလည်းဖြစ်နေတတ်ကြတယ်ပေါ့နော်ကျမပြောရမယ်ဆိုရင်ဒီအိမ်အောင်တဲ့ဘဝမှာအမျိုးသားနဲ့အမျိုးသမီးအတူနေခြင်းပြီးချစ်တင်းနှောခြင်းပေါ့နော်ဆိုတော့ဒီလိုမျိုးကိစ္စဒီတဘာဝဖြစ်စဉ်တည်းရဖြစ်ပါတယ်နော်အားလုံးလည်းသိထားပြီးသားဖြစ်မှာပါဆိုတော့ကိုဝင်ဆောင်တဲ့အချိန်မှာပဲဖြစ်ဖြစ်ဘယ်အချိန်မှာပဲဖြစ်ဖြစ်ဒီအမျိုးသားနဲ့အတူနေခြင်းဟာဆိုလို့ရှိရင်ပြောရမယ်ဆိုစိတ်ဖိစီးမှုတွေလည်းရှော့ချပြီးတယ်ပြီးရင်တစ်ဖက်မှာလည်းကိုယ့်ရဲ့ partner ပေါ့နော်ကိုယ့်ရဲ့အမျိုးသားနဲ့အတူတူဒီပြရမယ်ချစ်ခင်ရင်းနှီးမှုလေးတွေကိုပို့ပြီးတော့တိုးလာစေရပေါ့နော် bonding ပို့ပြီးတော့ကောင်းတယ်လို့ပြောလို့ရတာပေါ့နော်ဆိုတော့ဒီလိုမျိုးကိုဝင်ဆောင်တဲ့အချိန်မှာရောအမျိုးသားနဲ့အတူနေလို့ရသလားဆိုတော့မိခွန်းနေသည်အများကြီးစဉ်းစားစရာဖြစ်လာတယ်ဘာလို့လဲဆိုတော့ဘိုက်ထဲမှာကလေးလေးရှိနေလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးလေးအတွက်စိတ်ပူကြတဲ့အတွက်ကြောင့်မလို့ဖေဖေမေမေတို့ဖြစ်မဲ့သူတွေအနေနဲ့ဆိုရင်တော့အများကြီးစိတ်ပူကြတာမျိုးလည်းရှိမှာပေါ့နော်ဆိုတော့ကိုဝင်ဆောင်တဲ့အချိန်မှာဒီလိုမျိုးချစ်တင်တော်ခြင်းမျိုးသားနဲ့အတူနေခြင်းဟာကလေးလေးကိုအနေနဲ့ဖြစ်စေနိုင်သလားဆိုတော့မိကုန်းကိုဖြေရမယ်ဆိုရင်အနေနဲ့မဖြစ်စေနိုင်ပါဘူး။ဘာလို့လဲဆိုတော့ဒီကလေးလေးကိုဒီပိုက်ထဲမှာပြောရမယ်ဆိုရင်တအိမ်ပေါ့နော်မမေရဲ့တအိမ်ထဲမှာထည့်ထားရှိနေရပေါ့နော်မမေရဲ့တအိမ်ထဲမှာရှိနေတော့ကြောင့်တအိမ်ထဲမှာရှိနေတဲ့ဒီရေမွှာရည်တွေပေါ့နော်ရေမွှာရည်ထဲမှာရှိရေမွှာရည်တွေနဲ့ဒီတအိမ်ရဲ့တကယ်ကိုတန်မာတဲ့ကြွက်သားတွေကနေပြီးတော့ကလေးလေးကိုဘယ်လိုပြောမလဲကာကွယ်ပေးထားတယ်ကွယ်ဆိုပြင်ပကနေပါပဲဝင်လာသူကနေပြီးတော့အကောင်းဆုံးကာကွယ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကလေးလေးကိုအနေနဲ့မဖြစ်စေပါဘူးတချို့တော့ဖေဖေမေမေတွေကဘာလေးလဲစိတ်ပူကြတယ်လေဆိုတော့မေမေကိုဝင်ဆောင်နေတဲ့အချိန်တွင်မှာအမျိုးသားနဲ့အတူနေရဆိုလို့ရှိရင်ပေါ့နော်ကလေးပြတ်ကြနိုင်ခြေရှိသလားဆိုတော့မိခွန်းတွေကလည်းစိုးရင်ပူပန်ကြတဲ့မိခွန်းထဲမှာလည်းပါတယ်ပေါ့နော်ဆိုတော့ဒါလည်းဖြေရမယ်ဆိုရင်မဟုတ်ပါဘူးတခါတလေကြလို့ရှိရင်တိုက်ဆိုင်မှုလေးတွေရှိသွားတဲ့အခါမှာဒါကြောင့်အမျိုးသားနဲ့အတူနေလို့ကလေးပြတ်ကျသွားတယ်ဆိုတော့အကြောင်းအရာတွေကိုသတ်မှတ်လိုက်ကြတာပေါ့နော်အမှန်ကတော့မဟုတ်ပါဘူးပုံမှန်အားဖြင့်ဆိုလို့ရှိရင်အမျိုးသားနဲ့အတူနေပြီးတဲ့အခါမှာဒီအမျိုးသမီးရဲ့ဒီတအိမ်ဟာပေါ့နော်ဒီ contraction ဆိုတဲ့ဒီကြုံချင်းဆန့်ချင်းဟာခဏတာပဲဖြစ်တဲ့အတွက်ကြောင့်မလို့သွားပြီးတော့သူ့ကိုဒီအနေရမဖြစ်စေဘူးပေါ့နော်ကလေးလေးကိုအနေရမဖြစ်စေပါဘူးတချို့ကကြတော့စိတ်ပူပန်မှုတွေများတဲ့အတွက်ကြောင့်မလို့ဒါတွေကိုရောပြပြီးတော့စိတ်တွေစိုးရင်ကြတာပေါ့နော်ဒါမျိုးလေးဖြစ်ကြပါတယ်တချို့မိခွန်းတွေမှာဘာရှိလဲဆိုတော့ကိုဝင်ဆောင်တဲ့အချိန်မှာမျိုးသားနဲ့တူနေလို့ရှိရင်မီးဖွားကျင်လာသလားပေါ့နော်ကလေးမွေးကျင်လာသလားပေါ့ဆိုတော့မိခွန်းတွေလည်းရှိရပေါ့နော်ပုံမှန်အဖြစ်ယောဂထူးလည်းမရှိဘူးဘာမှယောဂအခြေအနေကြီးမားမားလည်းမရှိတဲ့အမျိုးသမီးတွေမှာဆိုလို့ရှိရင်တော့အဲ့လိုမီးဖွားခြင်းတဲ့စိတ်တွေပါညာတွေတော့ဖြစ်တာတော်တော်လေးကိုနည်းပါတယ်ရှားပါတယ်ပေါ့နော်မဖြစ်ဘူးလို့တော့မပြောချင်ဘာဖြစ်လို့လဲဆိုတော့အခြေအနေတရက်ရှိရယ်ကွယ်အခြေအနေတရက်ရှိရယ်ဆိုတာကဒါကလည်းတကယ်ကိုတိကျကျတက်တည်ခိုင်မာနဲ့လေပြလို့ရတဲ့အခြေအနေမျိုးမဟုတ်တဲ့အခါကျတော့ဒါဒီလေသိထားဖို့အတွက်ကိုပဲဘုသူတ္တအနေနဲ့ပြမယ်နော်အခြေအနေတစ်ခုရှိတာကဘာလဲဆိုတော့ဒီကိုဝင်ဆောင်တဲ့တတိယ3လပတ်ပေါ့ကိုပြောမယ်ဆို third trimester ကိုဝင်တတိယ3လပတ်ဒီမှာဆိုလို့ရှိရင်အမျိုးသားနဲ့တူနေတဲ့အခါမှာဒီပုံမှန်တုပ်ရည်မှာပါတယ်ပေါ့ဒီ prostaglandin ဆိုတဲ့ substance တွေကနေပြီးတော့သူကဒီတအိမ်ကောင်းကနေပြီးတော့လက်ခံနိုင်စွမ်းရှိသွားတယ်အဲ့ဒီအချိန်မှာလေတအိမ်ကောင်းကနေပြီးတော့ဒီ prostaglandin ကိုလက်ခံနိုင်စွမ်းရှိသွားတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့အဲ့ဒီ prostaglandin တုပ်ရည်မှာပါတဲ့ prostaglandin ကမွေးဖွားခြင်းစိတ်ကိုဖြစ်စေတယ်မွေးဖွားစေတယ်ပေါ့နော်မွေးဖွားခြင်းတဲ့ပုံစံမျိုးဖြစ်စေတယ်ဆိုတော့ဒီ prostaglandins ဘလောက်ပမာဏဟာမွေးဖွားခြင်းကိုအစပြုတယ်လဲမီးဖွားခြင်းစိတ်ကိုအစပြုတယ်လဲဆိုတော့အရာကတော့တကယ်ကိုတိတိကျကျသက်သေအခိုင်မှာတော့မရှိသေးဘူးဒါပေမဲ့
ဒါကချွင်းချက်အနေနဲ့ပြောပြတာနော်မိဖွားခြင်းလားမိဖွားခြင်းလားဆိုတဲ့ကိစ္စကကြောင့်ဒါလူတယောက်တူးချင်းစီရဲ့အခြေအနေကျမ်းမာရေးเนาะအကြောင်းအရာတွေအများကြီးနဲ့ဆိုင်တဲ့အတွက်ကြောင့်မလို့ဒါဒီဘဝတုဒ္ဒအနေနဲ့လည်းပြောပြပြီးတာဖြစ်ပါတယ်နောက်ပြီးတော့ဒီမျိုးသားနဲ့အတူနေတဲ့အခါမှာအနေထားပေါ့နော်မျိုးသမီးရဲ့အနေထားမျိုးသမီးကိုဝင်ဆောင်မမေရဲ့အနေထားလည်းအရင်ရေးကြည့်တယ်ဘာလို့လဲဆိုတော့ဒီကိုဝင်အစောပိုင်းကာလတွေမှာတော့ကိုယ့်ရဲ့အနေထားမျိုးသားနဲ့တူနေတဲ့အခါမှာအနေထားတော့ကိစ္စမရှိပဲနဲ့ကိုဝင်လာရင်လာပြီပြောရမယ်ဆိုရင်ကိုဝင်အပတ်20ပေါ့နော်ကိုဝင်အပတ်20ကျော်လာတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ပြောရရင်တအိမ်ကြီးကကြီးထွားလာပြီလေတိတိတတာကွာဘိုက်ဆိုလို့ရှိရင်အရင်တော့3-4လလောက်ဆိုတိတ်ပြီးမတိတာပဲ9လလောက်ဖြစ်လာတဲ့အခါမှာဘိုက်ကတော်တော်ကြီးလာတာလေးကိုသတိထားမိလာပြီဆိုတော့ဒီကြီးထွားလာတဲ့တအိမ်ကဒီခန္ဓာကိုယ်မှာရှိတဲ့အဓိကသွေးကြောမာကြီးကိုတွားပြီးတော့ဖိတယ်ပေါ့နော်ဒီတွားပြီးဖိတဲ့အခါကျတော့ကိုယ့်ရဲ့ဒီအမျိုးသားနဲ့တူနေတဲ့အခါမှာအနေထားလေးကိုယူဆိုင်ပြီးဖို့ပေါ့နော်ပက်လက်အနေထားနဲ့မနေဖို့ပေါ့အဲ့တော့ဒါလေးကိုတော့အကြံပြုချင်ပါတယ်တစ်ချက်ပေါ့နော်အဲ့တော့တတိထားမဲ့အချက်ကလေးရှိပါတယ်အရှိပိုင်းမှာတော့ပြပြထားတယ်ပေါ့နော်ဒါဒီကလေးလေးကိုသွားပြီးတော့အနေဖြစ်စေတာမဟုတ်ဘူးဒါပေမဲ့တချို့သောအခြေအနေတွေမှာတော့ဂရုစိုက်ရပါမယ်ဘာလို့လဲဆိုတော့ကိုဝင်ဆောင်ဝင်မေတွေအနေနဲ့ကိုဝင်ဆောင်တဲ့အချိန်မှာကျမ်းမာရေးကတိတ်ကိုအရေးကြီးတယ်ကိုရဲ့ကျမ်းမာရေးဂရုစိုက်တယ်လို့ကလေးလေးကလေကျန်းမာလေးနဲ့နော်ဟိုချောမွေလေးမွေးဖွားနိုင်မှာပေါ့ဆိုတော့ကိုဝင်ဆောင်ခြင်းကာလပေါ့နော်ကိုဝင်ဆောင်တဲ့အချိန်တွင်မှာသွေးအများကြီးစင်တာမျိုးနောက်ပြီးလို့ရှိရင်ဘာအကြောင်းကြောင့်မှမသိဘဲနဲ့ဘိုက်တွေတအားအောင်တာမျိုးပြီးရင်တချို့မေမှရှိရဒီမိမကိုအတွင်းမှာပေါ့နော်ပိုးဝင်တဲ့လက္ခဏာမျိုးတွေရှိတာမျိုးရှိတယ်အဲ့လိုမျိုးလေးဖြစ်လာပြီဆိုတော့တော်လေးကိုသတိထားရမယ်တချို့မေမှာဆိုလို့ရှိရင် plasma previa လို့ခေါ်တဲ့အချင်းရှိရောက်တဲ့အပုံစံမျိုးလက္ခဏာမျိုးတွေလည်းရှိတတ်တယ်တချို့ကြောင့်လည်းအရင်ကလေကိုဝင်ခဏပြက်ကြဘူးတဲ့နော် history တွေရှိခဲ့မယ်လာမစီပဲကလေးမွေးဘူးတဲ့ history တွေရှိခဲ့မယ်လာမစီပဲမွေးရဲဆိုတာတော့38ပတ်မတိုင်ခင်မွေးတဲ့အခြေအနေတွေပေါ့နော်ဆိုတော့ဒီလိုမျိုးအခြေအနေတွေရှိခဲ့မယ်ဆိုလို့ရှိရင်တော့ဒီအမျိုးသားနဲ့အတူနေခြင်းကိစ္စလေးကိုယ့်ရဲ့ကိုယ်ပိုင်းအပ်ထားတဲ့ဆရာဝန်နဲ့တတိချာလေးဆွေးနွေးဖို့လိုပါတယ်လို့အကြံပြုချင်ပါတယ်အဲ့တော့ချမ်းမိုးအခုလိုမျိုးကျမ်းမာရေးဘူးတုဒ္ဒတွေကိုဝေမျှပေးတာဒီအားလုံးအနေနဲ့ကျမ်းမာရေးသိပညာတွေကိုလက်လှမ်းမိစေဖို့အတွက်ကိုပြဝေမျှပေးတာဖြစ်ပါတယ်နော်ဒါပေမဲ့ကိုယ့်ရဲ့တူးတယောက်ချင်းစီရဲ့ကျမ်းမာရေးအခြေအနေတွေတူးတယောက်ချင်းစီရဲ့ဒီကလေးလေးအခြေအနေတွေတူးတယောက်ချင်းစီရဲ့ဒီလိုမျိုးသွေးစင်နာဘာညာဆိုတဲ့ကျမ်းမာရေးအခြေအနေတွေဒီကိုယ်ပိုင်းအပ်ထားတဲ့ဆရာဝန်နဲ့တည်ချာလေးဆွေးနွေးတိုင်ပင်ပြီးတော့ဆုံးဖြတ်ချက်ချမှာဖြစ်တဲ့အတွက်ကြောင့်ဘလို့တော့အကြောင်းအရာပဲဖြစ်ပေါ့နော်ဒီလိုမျိုးပြတဲ့ကျမ်းမာရေးဘဝတုဒ္ဒတွေကိုဘဝတုဒ္ဒအနေနဲ့ပဲနားလည်လက်ခံပြီးတော့တကယ်တမ်းကိုယ့်ရဲ့ကျမ်းမာရေးအတွက်ဆုံးဖြတ်ချက်ချရမယ်ဆိုလို့ရှိရင်တော့ကိုအပ်ထားတဲ့ OG နဲ့ကတည်ချာလေးဆွေးနွေးတိုင်ပင်ပါလို့ကျွန်မပြောချင်ပါတယ်နော်နောက်ထပ်လည်းဘဝတုဒ္ဒရစီမယ့်အကြောင်းအရာလေးတွေကိုထပ်ပြီးတော့ဝေမျှပေးပါဦးမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်